မိမိဘဝအတွက်ပြုပြင်ရမယ့်အချက်9ချက်ဘဝမှာထက်ကလုံးမိနေတဲ့မှားယွင်းနေတဲ့အချက်တွေရှိရင်ချက်ရှင်းပြုပြင်လိုက်ပါယခုမျှဝေပေးမှာကတော့မိမိရဲ့ဘဝမှာပြုပြင်တဲ့အချက်9ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဖြစ်တယ်လို့နေထိုင်ခြင်းကိုယ့်ရဲ့နေ့စဉ်ပြုမှုနေထိုင်တဲ့ပုံစံဟာကိုယ့်ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်တနေ့တာလုံးကိုရည်ရွယ်ချက်မရှိပဲဖြစ်တယ်လို့နေထိုင်နေခြင်းတဲ့လုပ်တင်တာကိုလုပ်ပြီးမိမိကိုယ်ကို productive ဖြစ်အောင်နေထိုင်သင့်ပါတယ်နံပါတ်2ကိုယ့်ရဲ့အားနည်းချက်ကိုလူတိုင်းကိုပြောပြမိနေခြင်းအားနည်းချက်ဆိုတာဖုံးကွယ်စရာမဟုတ်ဘူးလို့ပြောကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုလူတိုင်းကိုလိပ်ပြောပြနေဖို့မလိုအပ်ပါဘူးကိုယ့်အားနည်းချက်တွေဟာတစ်ဖက်သားရဲ့ကိုယ့်အဖို့အနိုင်ယူဖို့အားသာချက်ဖြစ်သွားတတ်ပါတယ်ကိုဟာတန်မာနေကြောင်းပြီးလူတိုင်းကိုပြသပေးပါနံပါတ်3အတိတ်ကနေရုံးထွက်ဖို့မကြိုးစားခြင်းအတိတ်ဆိုတာပြီးဆုံးသွားပြီမို့ပြန်တွေးနေလေအပေါ်ပါပဲအတိတ်ကနေရုံးထွက်ဖို့မကြိုးစားတဲ့သူဟာဒုက္ခကိုငွေပေးဝင်နေတာနဲ့တူပါတယ်နံပါတ်4လူတိုင်းအပေါ်အားနာပြီးအရာရာကိုလိပ်လျောမိနေခြင်းကိုယ့်ကိုအားမနာတဲ့လူတွေအပေါ်မှာအားနာနေစရာမလိုပါဘူးလူတိုင်းကိုကူညီပေးဖို့လေကိုယ်မှာတာဝန်ရှိမနေပါဘူးတောင်းဆိုသမျှအရာရာကိုလိပ်လျောပေးနေခြင်းဟာသဘောကောင်းတာမဟုတ်ပါဘူးအားတာပါဒါကြောင့်လူတိုင်းအပေါ်အားနာပြီးအရာရာကိုမလိပ်လျောပါနဲ့နံပါတ်5ကိစ္စအသေးအမွှားတွေအပေါ်မှာခံစားချက်တွေထားနေခြင်းကျွန်တော်တို့ကိုတနေ့တာမှာခေါင်းကိတ်စေတာစိတ်ညှဉ်းနှွမ်းစေတာဟာကိစ္စအသေးအမွှားတွေပေါ်ခံစားချက်တွေထားနေလို့ပါနေ့ရက်တိုင်းကိုကြည်လင်စွာဖြတ်သန်းနိုင်ဖို့ကိစ္စအသေးအမွှားတွေပေါ်ပုံကြီးရှိပြီးမခံစားပါနဲ့နံပါတ်6ကိုယ့်ရဲ့အစီအစဉ်နဲ့အကြံဉာဏ်တွေကိုအမြဲထုတ်ပြောနေမိခြင်းကိုယ့်ရဲ့အစီအစဉ်နဲ့အကြံဉာဏ်တွေကိုအမြဲထုတ်ပြောနေမိနေဆိုရင်ချက်ရှင်းပြုပြင်လိုက်ပါကြိုးစားနေချိန်မှာအတန်တိတ်နေပါစေအောင်မြင်လာတဲ့အချိန်မှာလက်ခုပ်တန်းတွေကြားရပါလိမ့်မယ်နံပါတ်9လူတွေကိုအလွယ်တကူယုံကြည်ခြင်းယုံကြည်မှုဆိုတာလူတိုင်းနဲ့မထိတ်တန်ပါဘူးလူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုလုပ်ရတဲ့အပေါ်မှာဒေရှာဝေဖန်သုံးသပ်ပြီးမှယုံကြည်မှုပေးသင့်ပါတယ်လူတွေအပေါ်မှာအလွယ်တကူယုံကြည်ခြင်းကိုတတိထားပြုပြင်ပါဒီဗီဒီယိုလေးကိုကျင့်နှစ်သက်တယ်ဆိုရင် like and share comment တွေပေးသွားကြပါအောင်ဗျ